သမီးဖြစ်သူ TikTok celebrity ကိုစာရီတရဆက်ပို့ပြီးအိမ်ကိုထိလာရောက်နှောင့်ယှက်နေတဲ့ကောင်လေးကိုတေနတ်နဲ့ကိုယ်တိုင်ပြစ်တက်ခဲ့တဲ့ဖခင်ကြီးလူမှုခွင့်ရစာမျက်နှာတွေပေါ်မှာ follower တန်းနဲ့ချီပြီးအောင်မြင်နေတဲ့အသက်50နှစ်အရွယ်တာမန်ကျောင်းသူလေးတစ်ယောက်သူမရဲ့လှပတဲ့အပြုံးတွေနောက်ွယ်မှာသွေးပြက်စရာကောင်းတဲ့အမောင်ရိပ်ဆိုကြီးတစ်ခုကပ်ပါလာလိမ့်မယ်လို့ဘယ်သူမှထင်မှတ်မထားခဲ့ကြပါဘူးဒါကတော့2023ခုနှစ်တုန်းကအမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်မှာတကယ်ဖြစ်ပွားခဲ့ပြီးတကမ္ဘာလုံးကိုတုန်လှုပ်ခြောက်ခြားသွားစေခဲ့တဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ Ava Majuri ဆိုတဲ့မိန်းကလေးဟာ TikTok ပေါ်မှာသချင်းတွေကိုနှုတ်ခမ်းလုပ် lip sync ကပြတဲ့ဗီဒီယိုလေးတွေတင်ရင်းနဲ့ follower တသန်းကျော်ထိရရှိကရုတ်တရက်နာမည်ကြီးလာခဲ့ပါတယ်။ online ပေါ်မှာလူချစ်လူထင်များလာတာနဲ့အမျှသူမနောက်ကိုအစွဲလန်းကြီးစွာနဲ့လိုက်လံနှောက်ယှက်နေတဲ့ Eric Rohan Justin ဆိုတဲ့အသက်18နှစ်အရွယ် stalker နောက်ယောင်ခံလိုက်သူတယောက်လည်းပေါ်ပေါက်လိုလာခဲ့ပါတယ်။ဒီ stalker ဟာ Ava ရဲ့ account DC ကို message ပေါင်းရနဲ့ချီပို့ပြီးသမီးဖြစ်သူကိုဆွဲဆောင်ဖို့ကြိုးစားခဲ့ပါတယ်။အစာပိုင်းမှာတော့ Ava ဟာဒီနှောင့်ယှက်မှုကိုတခြားသတိမထားမိပဲ stalker ထံကနေ$300ယူပြီးကိုယ်ပိုင် selfie ပုံနှစ်ပုံရောင်းချခဲ့မိပါတယ်။ဒါပေမဲ့ဒါဟာမရွေးနဲ့ခြေလမ်းတစ်ခုဖြစ်သွားခဲ့ပြီး stalker ကိုပိုလို့တောင်းရဲတင်းလာစေခဲ့ပါတယ်။မကြခင်မှာပဲသူဟာ Ava စီကနေမဖွဲမရအဝိပလာပုံဒီကိုတောင်းဆိုလာပါတော့တယ်။အခြေအနေတွေဆိုးဝါးလာတာကိုသိလိုက်ရတဲ့အချိန်မှာတော့ Ava ရဲ့မိသားစုက stalker ကို online ပေါ်ကနေ block ပိတ်ဆို့လိုက်ပြီးအာဏာပိုင်တွေစီကင်ကြခဲ့ပါတယ်။ Ava ရဲ့ဖခင်ဖြစ်သူ Rob Majuri ဟာအငိမ့်စားရဲ့အရာရှိချုပ်သူခေတ္တမို့သမီးဖြစ်သူဟာအသက်မပြည့်သေးတဲ့ကလေးသားဖြစ်ပြီးထပ်မနှောက်ယှက်ဖို့အဖြစ်အသက်ကတိပေးခဲ့ပေမဲ့စိတ်မမှန်တဲ့ stalker ကတော့လုံးဝလက်မခံခဲ့ပါဘူး။သူဟာ Ava ရဲ့ကြောင်းကသူငယ်ချင်းတွေကိုပါပိတ်ဆန်ပေးပြီးသူမရဲ့ကိုရီကိုတာအချက်လက်တွေနဲ့နေအိမ်လစ်စာကိုအထိစုံစမ်းထုတ်လန့်ခဲ့ပါတော့တယ်။ပြီးတော့မထင်မှတ်ထားတဲ့အထီလန့်စရာညီတညရောက်ရှိလိုလာခဲ့ပါတယ်။2021ခုနှစ်ဇူလိုင်လ10ရက်မနက်အစာကြီး4နာရီခွဲအချိန်မှာတော့ stalker ဖြစ်သူဟာမေရီလန်းပြည်နယ်ကနေကီလိုမီတာပေါင်းများစွာကားမောင်းပြီး Ava တို့အိမ်ရှိရာဖလော်ရီဒါအထိဒေနတ်တလက်ကိုင်ဆောင်ကရောက်ရှိလာခဲ့ပါတယ်။သူဟာအိမ်ရှိတကားမကြီးကို shotgun ဒေနတ်နဲ့ဖိဖောက်ပြီးအတင်းအသင်းဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ကန်ခေါင်းချင်းတော့ stalker ရဲ့ဒေနတ်ဟာနေရာတင်ပဲကြီးညံကြမ်းသွားခဲ့ပါတယ်။အတန်ကြောင့်လမ်းနိုးလာတဲ့ဖခင်ဖြစ်သူ Rob ဟာချက်ချင်းပဲသူ့ရဲ့ကိုယ်ပိုင်ပစ္စည်းကိုဆွဲကင်ပြီးအိမ်ရှိကိုပြေးထွက်က stalker ကိုလိုက်လံမောင်းထုတ်ခဲ့ပါတယ်။အဲဒီလိုလိုက်မောင်းရင်ဖခင်ဖြစ်သူဟာခြေချော်လဲကျသွားခဲ့ပါသေးတယ်။ဖခင်ဖြစ်သူ Rob ဟာရဲတွေစီဖုန်းဆက်ဖို့ပြင်ဆင်နေစဉ်မိနစ်ပိုင်းအကြာမှာပဲမယုံနိုင်စရာကောင်းလောက်အောင် stalker ကတင်းနတ်ကိုပြန်ပြင်ပြီးအိမ်ဝင်းထဲကိုဒုတိယအချိန်ရဲတင်းပြန်လဲဝင်ရောက်လာခဲ့ပါတယ်။ဖခင်ဖြစ်သူကဒေနတ်ကိုချဖို့အော်ဟစ်တတိပေးခဲ့ပြီးမြဲ stalker ကဒေနတ်နဲ့ပြန်လဲချင်းရွေခဲ့တာကြောင့်မိသားစုရဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့အတွက်ဖခင်ဖြစ်သူဟာဥအောင်ပြစ်ခတ်ဖြေရှင်းခဲ့ရပါတယ်။ stalker ဖြစ်သူဟာရရှိတဲ့ထမ်းရတွေကြောင့်နေရာမှာတည်ဆုံသွားခဲ့ရပါတယ်။ DPN နဲ့ပတ်သက်ပြီးအာဏာပိုင်တွေကတေချာဆုံးဆန်းစစ်ဆေးခဲ့ပြီးနောက်မှာတော့အိမ်တွင်းထိလက်နက်ကင်ဆောင်ပြီးအတင်းကျူးကျော်ဝင်ရောက်လာတဲ့အဖြစ်ဒေနတ်နဲ့ပါရန်ဖြူဖို့ကြိုးစားခဲ့တာထင်ရှားတဲ့အတွက်ဖခင်ဖြစ်သူ Rob ရဲ့လုပ်ရက်ကိုဖလော်ရီဒါပြည်နယ်ရဲ့ Stand Your Ground Law ကိုခုခံကာကွယ်ပိုင်ခွင့်ဥပဒေအရတရားဥပဒေကြုံရလုံးဝအပြစ်မရှိကြောင်းသတ်မှတ်ပြီးတရားတည်လွှတ်ပေးခဲ့ပါတယ်။ဖခင်ဖြစ်သူ Rob ကတော့သူကကျွန်တော်ကိုတတ်ဖို့လာခဲ့တာကျွန်တော်မိသားစုကိုကာကွယ်ဖို့အတွက်ကျွန်တော်လှုပ်ထိုက်တာကိုပဲလုပ်ခဲ့တာပါလို့နောက်ပိုင်းမှာဖွင့်ဟောခဲ့ပါတယ်။ DPN ဟာ online ပေါ်ကအဆွဲလန်းကြီးနဲ့ပရိသတ်တွေရဲ့အန္တရာယ်ကဘလောက်ထိကြောက်ဖို့ကောင်းကြောင်းနဲ့ကလေးသူငယ်တွေရဲ့ online လုံခြုံရေးကိုမိဘတွေအနေနဲ့ဘလောက်ထိခရူးစိုက်တင်ကြောင်းပြသနေတဲ့သင်ခန်းစာတစ်ခုလည်းဖြစ်ပါတယ်။မိသားစုရဲ့ဘေးကင်းလုံခြုံရေးအတွက်မဖြစ်မနေတင်နှက်ဆွဲခိုင်းပြီးအသက်လိုခုခံခဲ့ရတဲ့ဒီဖခင်ကြီးရဲ့ဆုံးဖြတ်ချက်အပေါ်ပရိသတ်တို့တော့ဘလို့မြင်ကြလဲခင်ဗျာ။နားထောင်ပေးကြတဲ့ပရိသတ်များကိုကျေးဇူးတင်ပါတယ် like and share လေးလုပ်ပေးပါဦးဗျာ။